ဒီကောင်ရဲ့အချိန်ကြီးအိမ်ထဲရေကြီးဝင်လာလို့အသက်လူပြေးခဲ့ရတဲ့ရန်ကုန်မြို့ပြည်သက်ကြီးမင်းညာရန်ကုန်မြို့မှာနေထိုင်တဲ့သူတွေအတွက်တော့အတော်လေးကိုအိမ်မက်စိုးတစ်ခုလိုဖြစ်ခဲ့ရပါတယ်။ဇွန်လ4ရက်နေ့ညနေပိုင်းကနေဇွန်လ5ရက်နေ့မနက်ပိုင်းအစောကြီးထိရွာသွန်းခဲ့တဲ့ဘိုးသက်ထံမှုကြောင့်ရန်ကုန်မြို့ရဲ့အချမ်းချာကြတဲ့မြို့နယ်တော်တော်များများမှာမထင်မှတ်ထားလောက်ရေကြီးရေရှမ်းမှုတွေဖြစ်ပွားခဲ့ပါတယ်။တချို့နေရာတွေမှာဆိုရင်အိမ်ထဲအိပ်ရတဲ့အထိရေတွေဝင်လာလို့၎င်းရဲ့ချိန်ကြီးတရေတို့နဲ့ထပြေးခဲ့ရတဲ့ဒုက္ခရောက်နေခဲ့ကြပါတယ်။ဒီဖြစ်ပျက်ကဘလောက်ထိဆိုးရွားခဲ့လဲပြီးတော့ရှေ့ဆက်ပြီးဘလို့မိုးလေဝသအခြေအနေတွေကိုတတိထားရအောင်မလဲဆိုတာကိုဒီဗီဒီယိုလေးမှာအပြည့်စုံတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဓိကရေကြီးရေရှမ်းမှုထံကိုအစိုးရဆုံးခံစားခဲ့ရတဲ့မြို့နယ်တွေကတော့လိုင်စန်းချောင်းကြီးမြင့်တိုင်နဲ့အလုံမြို့နယ်တို့ပဲဖြစ်ပါတယ်။မနက်တနာရီ2နာရီလောက်မှာမိုးရန်သေးလာပြီးရေရဒူးကောင်းလောက်ထိရုတ်တရက်တက်လာတော့ပါဒီလိုရေကြီးမှုကြောင့်လမ်းဘေးမှာဖွင့်ထားတဲ့ဖုံးဆိုင်တွေလက်စစ်ပစ္စည်းဆိုင်တွေနဲ့စားသောက်ကုန်အရောင်းဆိုင်တချို့ပါပစ္စည်းတွေရေဆိုးပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်အဆိုးဆုံးကတော့တိုက်ခန်းတွေရဲ့မြေကြီးထက်မှာနေထိုင်သူတွေပါပဲရေမွေအောင်တားထားတဲ့အုတ်ခုံတွေကိုတောင်ကြော်ပြီးအိမ်ထဲကိုရေတွေဝင်လာတဲ့အတွက်အိမ်ကရေကန်ကြီးလိုဖြစ်သွားခဲ့တယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေကဆိုပါတယ်ရေဝင်တာအရမ်းမြန်လွန်းလို့တချို့အိမ်တွေဆိုရင်ရေပြန်ခတ်ထုတ်ဖို့တော့အတော်လေးအခက်တွေ့ကြုံခဲ့ရပါတယ်။ပြည်မြင့်နိုင်ကမ်းနားလဲနဲ့ပြင်းမပင်လန်တောင်ကရန်ကုန်ရီဘာဗျူးကွန်ဒိုဆိုရင် basement ကားပါကင်းထဲထိရေတွေဝင်ရောက်သွားလို့မိသားတပ်ဖွဲ့ဝင်တွေကိုယ်တိုင်ရေစုပ်ဆက်တွေနဲ့တွားရောက်ကူညီချရပါတယ်။အလုံမျိုးနယ်မှာနေထိုင်တဲ့ဒေသခံတူကတော့ရေရှမ်းနေတာနာဂစ်တော်ကလိုပဲအလုံရေနှစ်20နီးပါးကြာမှာဒီလိုကြံလဲရေကြီးကျင်းပါပဲလို့သူ့ရဲ့လူမှုကွန်ရက်မှာရှင်းဖွင့်ထားပါတယ်။တချို့နေရာတွေမှာဆိုရင်မြောင်းရေရှမ်းတာတဲ့အပေါ်ကကြားတဲ့ရေကနောက်ဖေးကွန်ကရစ်ပေါ်ကျပြီးရေတကုံလိုအိမ်ထဲပြန်ဝင်လာတာလို့ဆိုပါတယ်။ဒီလိုတစ်နှစ်ထက်တစ်နှစ်ရေကြီးရေရှမ်းမှုတွေပိုဆိုးလာတဲ့အဓိကအကြောင်းရင်းကတော့လမ်းပြုပြင်မှုတွေလုပ်နေပေမဲ့စီပင်ရဲ့ရေမြောင်းလှုပ်ဆောင်မှုစနစ်မကျတာတွေနဲ့ပြည်သူတချို့ရဲ့စီးကမ်းမဲ့အမိုက်ပြင်မှုတွေကြောင့်ရေစီးရေလာပိတ်ဆို့နေတာဖြစ်တယ်လို့ဒေသခံတွေကထောက်ပြထားကြပါတယ်။အခုလိုရေကြီးမှုတွေကြုံနေရတဲ့ချိန်မှာမိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကလည်းအရေးကြီးတဲ့သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။လက်ရှိမှာနောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံတဝင်းလုံးကိုဝင်ရောက်နေပြီဖြစ်တဲ့အတွက်ရန်ကုန် AR နဲ့တနင်္သာရီတိုင်းဒေသကြီးတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ဆိုပါတယ်။ဒါ့အပြင်ဇွန်လရဲ့ပထမ10ရက်အတွင်းမှာဘင်္ဂလားပင်လယ်အော်မှာလေပြင်းနဲ့ရဝင်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီးမုတ်တုံလေးအားကောင်းနိုင်ပါတယ်။မြမကျွန်းပေါ်မုတ်တဘာကွေမော်တနင်္သာရီကဲရဲနဲ့ကဲလွန်ပင်လယ်ပြင်တွေမှာမိုးသက်လေပြင်းတွေကြောင်းနိုင်ပြီးလိုင်းမြင့်9ပေကနေ9ပေထိရှိနိုင်တယ်လို့သတိပေးထားပါတယ်။ဟုတ်ကဲ့ပါအခုချိန်ကမုတ်တုံလေးအားကောင်းနေတဲ့အချိန်ဖြစ်လို့ရန်ကုန်မြို့ကပြည်သူတွေအနေနဲ့ညဘက်တွေမှာအထူးသတိထားပြီးနေထိုင်ကြဖို့တိုက်တွန်းချင်ပါတယ်။အထူးသဖြင့်မြင်းကြီးထက်မှာနေထိုင်တဲ့သူတွေအနေနဲ့အရေးကြီးတဲ့ပစ္စည်းတွေကိုနေရာမြင့်ကိုပြောင်းရွှေ့ထားကြဖို့အကြံပေးပြစီ။ပြည်သက်ကြီးတွေရဲ့ရက်ွက်တွေမှာဆိုရင်ရောမနေ့ညမိုးရွာပြီးရေကြီးရေရှမ်းတာတွေဖြစ်ခဲ့သေးလား။အောက်ကကွန်ဘတ်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်နော်။